မင်္ဂလာပါရှင်မြို့ပြဖွံ့ဖြိုးမှုစံနှုန်းသတ်မှတ်ချက်များနဲ့အညီတောင်ရှိ development plan အားဆောင်ရွက်ထားရှိရမှာတိုက်ကြီးမြို့နယ်ဟာဧရိယာ909.525 စတုရဲမိုင်ရှိပြီးလူဦးရေ2,888,232 ဦးအိမ်ခြေ6,8,804 အိမ်နှုန်းစု9,210 စုမြို့3မြို့ရပ်ကွက်20ကျေးရွာအုပ်စု85အုပ်စုရွာပေါင်း486ရွာတို့နဲ့ဖွဲ့စည်းထားရှိပါတယ်တိုက်ကြီးမြို့ရဲ့မြေမျိုးစားလိုက်အတုံးချမှုအနေနဲ့အတရင်စိုက်ပျိုးမြေဧရိယာပေါင်း3,69,955 ဧကမှာလယ်မြေကတော့3,52,419 ဧကတိုင်းကျွန်းမြေကတော့8,140 ဧကနဲ့ဥယျာဉ်မြေကတော့9,198 ဧကတို့ရှိပါတယ်။လှက်ထားမြေအနေနဲ့9,269 ဧကစကြက်မြေအနေနဲ့9,389 ဧကစက်မှုလုပ်ငန်းသုံးမြေ183 ဧကမြို့မြေကတော့1,648 ဧကရွာမြေ1,093 ဧကအခြားမြေ9,929 ဧကကျိုးဝိုင်းကျိုးပြင်ကာကွယ်တော်မြေ3,59,620 ဧကတော်ရိုင်းမြေ250 ဧကမြေရိုင်း3,5,088 ဧကစိုက်ပျိုးခြင်းမပြုနိုင်သောမြေ53,612 ဧကတို့နဲ့မြေဧရိယာစုစုပေါင်း4,52,816 ဧကတို့နဲ့ဖွဲ့စည်းထားရှိပါတယ်စွန့်ပစ်အမိုက်များတိုက်ကြီးမြို့နယ်မှာအမိုက်အမျိုးအစားလိုက်အမိုက်ပုံးများကိုသတ်မှတ်နေရာများမှာထားရှိပြီးအမိုက်အမျိုးအစားခွဲခြားစွန့်ပစ်သိမ်းဆည်းနိုင်ရန်ဆောင်ရွက်ထားရှိပါတယ်။ပြန်လည်သုံးစွဲရနိုင်သောအမိုက်များအားရွေးချယ်ပြီးပြန်လည်အသုံးပြုစေခြင်း recycle ပြုလုပ်ရသောအမိုက်များရွေးချယ်ခြင်းမြေဩဇာထုတ်ယူ၍စိုက်ပျိုးရေးလုပ်ငန်းများမှာတဘာဝမြေဆွေးအသုံးပြုခြင်းဖြင့်၎င်းစေယုံစီးပြီးတဲ့မှထွက်ရှိလာသောအမိုက်များဟိုတယ်မိုတယ်တဲဖို့ပဲများစက်ရုံအလုပ်ရုံများမှထွက်ရှိလာတဲ့အမိုက်များအားတီးခြားသိမ်းဆည်းခြင်းရွေးချယ်ပြီးချက်အမိုက်များကိုကျင်းကျအတွင်းသို့စွန့်ပစ်ခြင်းလမ်းဖေးစနစ်နဲ့စွန့်ပစ်ပြီးအပေါ်မှတဲဖို့ကအခြားနည်းပြန်လဲအသုံးပြုရအောင်စစ်စစ်ဆောင်ရွက်လျက်ရှိပါတယ်တိုက်ကြီးမြို့နယ်မှာရေစည်းရေလာကောင်းမွန်ရေးအတွက်ကွန်ကရစ်ရေမြောင်းအုပ်ရေမြောင်းများတိစောက်ခြင်းနဲ့ရေမြောင်းများအားဆက်အားလူအားတို့နဲ့ဒူဖော်ခြင်းအမိုက်များဆယ်ယူရှင်းလင်းခြင်းလုပ်ငန်းများအားဆောင်ရွက်လျက်ရှိပါတယ်။မြို့ရေပေးရေလုပ်ငန်းအနေနဲ့ရန်ကုန်မြို့နယ်ပြည်သူများတန်ရှင်းသောတောက်သုံးရေရရှိစေရန်ဂျိုးပြူရေလောင်ခဲ့ခြင်းမှနေ့စဉ်ရေကလန်တန်းပေါင်းများစွာရေပေးဝေလျက်ရှိပါတယ်။စိုက်ပျိုးရေးလုံလောက်စွာရရှိရေးနဲ့ပတ်သက်ပြီးတပူးလာဆယ်အိမ်ကလောင်မြစ်ရေတင်စီမံကိန်းတပြည်တည်းမြစ်ရေတင်စီမံကိန်းတနက်ချောင်းပိတ်ရေလောင်တမန်တို့မှစိုက်ပျိုးရေးများလုံလောက်စွာသုံးစွဲနိုင်ရန်ဆောင်ရွက်ထားရှိပါတယ်စွမ်းအင်ကိုထိရောက်စွာအသုံးချနိုင်မှုတာကြီးမြို့နယ်ရှိတဲခုကများစားတောက်ဆိုင်များနဲ့ရုံးဌာနများမှာပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သောဆိုလာစွမ်းအင်ကိုထိရောက်စွာသုံးစွဲလာနေကြပြီဖြစ်ပါတယ်။တဲယူပို့ဆောင်ရေးအနေနဲ့ပြည်သူများတွာလာရေးအဆင်ပြေစေရန်မြေထား
မော်တော်ယာဉ်လိုင်းများပြည့်စွက်လျက်ရှိပြီးမြို့နယ်အတွင်းလျှက်စစ်သုံးမော်တော်ယာဉ်မော်တော်ဆိုင်ကယ်စက်ဘီးတို့ကိုအသုံးပြုလျက်ရှိပါတယ်။ပတ်ဝန်းကျင်လေထုအရည်အသွေးကောင်းမွန်မှုတိုက်ကြီးမြို့နယ်မှာမြို့ပြလေထုအရည်အသွေးကောင်းမွန်ရေးအတွက် Final Deposit ဆိုင်များမှာမိသက်ဦးစီးဌာနနဲ့ပူးပေါင်းဆောင်ရွက်ပြီးမီးလောင်ကျွမ်းမှုမဖြစ်စေရေးကြိုတင်စီမံဆောင်ရွက်ထားရှိပါတယ်။တိုက်ကြီးမြို့နယ်အတွင်းလမ်းမကြီးများရဲ့ဘေးတစ်ဖက်တစ်ချက်မှာအရိပ်ရပြီးအမြင်ကောင်းမွန်လှပတဲ့ငုပင်ပတောက်ပင်မဟော်ဂနီပင်ကျွန်းပင်မန်တန်ရှားပင်များစိုက်ပျိုးထားခြင်းဖြင့်ပတ်ဝန်းကျင်လေထုအားအရည်အသွေးကောင်းမွန်စေမှာဖြစ်ပါတယ်။ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအသိပညာမျှဝေခြင်းတိုက်ကြီးမြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများအထက်တန်းအလယ်တန်းမူလတန်းကျောင်းဘုံတော်ဤတင်ပညာရေးကျောင်းအသက်မွေးဝမ်းကျောင်းဆိုင်ရာကျောင်းများမှာပတ်ဝန်းကျင်ထိန်းသိမ်းခြင်းဆိုင်ရာဘာသာရပ်ကိုအခြေခံမှစတင်ပြီးသင်ကြားပေးခြင်းအများပြည်သူများပူးပေါင်းပါဝင်လှုပ်ရှားမှုရှိစေရန်ကမ်ပိန်းများပြုလုပ်ခြင်း LED ပုံများဆိုင်းပုံများစိုက်ထူအသိပေးခြင်းအမိုက်များအားလေဟာပြင်မှာမီးမရှို့စေရတို့ဖြင့်ပညာပေးဟောပြောပွဲများအသိပညာပေးဆွေးနွေးပွဲများဆောင်ရွက်ထားရှိပါတယ်။အခြေခံအဆောက်အအုံဖော်ဆောင်ထားမှုတိုက်ကြီးမြို့နယ်မှာအခြေခံအဆောက်အအုံကဏ္ဍအနေနဲ့အများပြည်သူအသုံးပြုနိုင်ရန်မြို့နယ်ဘက်စုံသုံးခန်းမှာတည်ဆောက်ထားရှိပြီးအစစ်မြင့်ဈေးများဖွင့်လှစ်နိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။စိန်လန်းဆိုပြီးသောမြေယာရှုခင်းများအနေနဲ့မြို့ဝင်မြို့ကျွဲရန်ကုန်ပြည်လမ်းဘေးဝဲယာတခြားမြေယာရှုခင်းအလှများပုံသွင်းအလှပင်များစိုက်ပျိုးထားရှိပါတယ်။ရာသီဥတုတန်ခန္ဓာရရှိမှုတဘာဝဘေးရန်ရဲ့ဆိုင်ရာတုံ့ပြန်ဆောင်ရွက်နိုင်မှုတိုက်ကြီးမြို့နယ်မှာရာသီဥတုတန်ခန္ဓာရရှိမဲ့ပုဂ္ဂလိကအစာအုံများဆောက်လုပ်လျက်ရှိပြီးတဘာဝဘေးရန်ရဲ့ကြုံတွေ့ခဲ့ပါကတုံ့ပြန်ဆောင်ရွက်နိုင်မဲ့တင်နံပေးခြင်းဇက်တိုက်လေ့ကျင့်ခြင်းအသင်းအဖွဲ့များဖွဲ့စည်းထားပြီးအထောက်အကူပစ္စည်းများအရန်သင့်ရှိနေစေရန်ဆောင်ရွက်လျက်ရှိပါတယ်။တဘာဝအရင်းမြစ်များကိုကာကွယ်ထိန်းသိမ်းခြင်းနဲ့ပတ်ဝန်းကျင်ဆိုင်ရာအလေ့အကျင့်ကောင်းများကျင့်သုံးနိုင်မှုတိုက်ကြီးမြို့နယ်မှာထွက်ရှိတဲ့စွန့်ပစ်အမိုက်များမှရီစိုက်ကယ်ပြုလုပ်ရသောစွန့်ပစ်ပစ္စည်းများကိုပြန်လည်အသုံးပြုနိုင်ရန်စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။မြေအောက်ရေအားထုတ်ယူသုံးစွဲခြင်းပြန်လည်ဖြည့်သွင်းနိုင်မဲ့အစီအမံများဆောင်ရွက်ခြင်းရှိရင်ဆွဲသဘာဝတစ်တော်များကိုထိမ့်သိမ်းကာကွယ်ခြင်းတစ်ပေများအားတအုပ်တမထပ်မံစိုက်ပျိုးရေးပြိုးထောင်ခြင်းမြေချစိုက်ပျိုးခြင်းဖြင့်တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးမြို့နယ်အတွင်းစိမ်းလန်းဆိုပြည်လုပ်ငန်းများကိုအကောင့်ထဲဖော်ဆောင်ရွက်ထားရှိပါတယ်။အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဆောင်ရွက်နိုင်မှုနဲ့မြို့နယ်လူထုရဲ့ပူးပေါင်းပါဝင်မှုတိုက်ကြီးမြို့နယ်အနေနဲ့မြို့နယ်ပြည်သူများအားအသက်မွေးဝမ်းကျောင်းဆိုင်ရာတင်နန်းများမကြာခဏဖွင့်လှစ်ပေးလျက်ရှိပြီးတင်နန်းတက်ရောက်နိုင်ရန်နဲ့ပြန်လည်အသုံးချနိုင်ရန်ဆောင်ရွက်ပေးလျက်ရှိပါတယ်။တိုက်ကြီးမြို့နယ်မှာဒေသခံပြည်သူများရဲ့အသက်မွေးဝမ်းကျောင်းလုပ်ငန်းများဖြစ်တဲ့ဝါဘက်မှဝါခမောက်ပြုလုပ်ခြင်းကိုင်းပင်များမှတပြက်စီရက်လုပ်ခြင်းလုပ်ငန်းများကိုလုပ်ကိုင်လျက်ရှိကြပါတယ်။လူထုလှုပ်ရှားမှုများအနေနဲ့အပတ်စဉ်စနေနေ့တိုင်းဌာနဆိုင်ရာများပြည်သူလူထုများပူးပေါင်းပြီးလမ်းဘေးဝဲယာများဘုံတော်ကြီးကျောင်းများစာတင်ကျောင်းများနဲ့စေယုံတို့မှာစုပေါင်းတန့်ရှင်းရေးပြုလုပ်ခြင်းရေမြောင်းရေခဲများဆယ်ယူခြင်းတို့ကိုဌာနဆိုင်ရာများရက်ွက်နေပြည်သူများလူမှုရေးဆိုင်ရာအသင်းအဖွဲ့များနဲ့ပူးပေါင်းပြီးဆောင်ရွက်လျက်ရှိပါကြောင်းတင်ပြလိုက်ရပါတယ်ရှင်။